အားလုံးမင်္ဂလာပါ property စီကနေကြဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အခုအိမ်ရပါတော့ဒီမှာကြည့်လိုက်လုံးဝအင်ဂျင်အိမ်ကောင် PDF ပတ်လေတို့ဘာလို့မှတကယ်ကိုကျွန်တော်ရန်ကုန်မှာကောင်းမြေဟိတ်ဆိုတဲ့ချမ်းသာရွှေပြည်အိမ်ရမှာရှိတယ်14500နဲ့ရမယ့်အိမ်တစ်လုံးဒီနေ့ဟောက်ဆုလုပ်ပေးမှာဖြစ်ပါတယ်တော့39ပေခွဲအနောက်ကိုကျွန်တော်ပေ85ပေရှိတယ်အိမ်မှာမှကျွန်တော်တို့ဒါ4 bedroom ရှိတဲ့အိမ်တစ်လုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူတွားပြီးတော့ကြီးလိုက်လားဆိုတော့ကျွန်တော်တို့ဒါချမ်းသာရွှေပြည်အိမ်ရထဲမှာပဲနေချင်တယ်ဈေးနှုန်းကဒါ14500ဆိုတော့ကျွန်တော်မြောက်တကူကျွန်တော်ရက်ွက်တွေကဈေးနှုန်းလောက်ပဲရှိတဲ့အိမ်တစ်လုံးပေါ့နော်ဆိုတော့တော်လေးကိုတန်လို့ကျွန်တော်လက်ပြပေးမှာဖြစ်ပါတယ်လားဒီမှာတော့ဒါပန်းခုံလေးပါညာတော့တခါလေးလှုပ်ထားပြီးသားပေါ့နော်တော့ဒီမှာတော့ကျွန်တော်တို့ဒါဒီလိုပေါ့နော်39ပေခွဲပေ85ပေဒီမှာကျွန်တော်တို့ဒီလိုမျိုး drill စနစ်တွေတခြားလုပ်ထားပြီးတာဒီမှာဆိုရင်ရှေ့မှာကန်ရှိမယ်ကျွန်တော်ဒီအဝီစီသွင်းနေရှိပြီးရင်အိမ်တစ်ခုလုံးကလုံးဝကျွန်တော်ကျွန်းပါကေးအပြည့်နဲ့ကျွန်တော်စောက်ထားတဲ့အိမ်ဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အဲ့ကန်းပေါ့နော်ဒီမှာဆိုရင်ကျွန်းပါကေးအပြည့်ဒါနှစ်ထပ်လုံးကျွန်းပါကေးအပြည့်မှာစီလင်ရလဲလုံးဝအလှစင်တာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာတော့ကျွန်တော်တို့အိတ်ခမ်းကျယ်ဖြစ်ပါတယ်ရေကျွန်းကအိမ်သာတွဲရပါအခန်းကျယ်ပေါ့နော်အဲကွန်ပါပြီးတာဒါပေမဲ့လူနေတော့နည်းနည်းမျက်စိရှုပ်မှာဆိုလို့ကျွန်တော်မပြတော့ဘူးဟိုအပေါ်မှာအခန်းအလွတ်ရှိရအဲ့ဒီအခန်းကိုလည်းကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပြီးဒီလေကခွင်အောက်မှာတော့စတိုရှိရဒီမှာဆိုရင်လေကခွင်ရတယ်လုံးဝဒါကျွန်းစောလီအပြားအချက်ကြီးနေပဲတခြားလေးကျွန်တော်တို့ share စောက်တာပေါ့နော်ပြီးတော့ဒီဘက်ချမ်းမှာကျွန်တော်တို့ဒီချူကန်အင်တာတွဲဒါကတော့ကျွန်တော် common WC ပေါ့နော် common WC condition ကလည်းတော်တော်လေးဟိုအစ်နေပါရှိတယ်တကယ်လဲကျွန်တော်ဒီနေတာမှ8လပဲရှိသေးတယ်လို့ပြောတော့ပေါ့နော်ဆိုတော့အိမ်ကနေတာ8လပဲရှိသေးတယ်ကျွန်တော်တို့အလုံးနဲ့နည်းလမ်းနေတော့သူကအလုံးနဲ့နီးတဲ့နေရာကိုသွားဝယ်မှာဖြစ်ပါတယ်ဒီဘက်ချမ်းကတော့ဒါသမင်းစားခန်းမီးဖို့ခန်းပေါ့နော်ဒီဘက်ချမ်းကတော့မီးဖို့ကအပေါ်အောက်ကောင်တာတွေကပြန်လောက်ရမှာပြီးဒီဘက်သမင်းစားခန်းကလည်းဒါတော်တော်ကျယ်မိသားစုများများလေးဆန့်နေပေါ့နော်ပြီးရင်ဒီအနောက်ဘက်ဆိုရင်ဒါကျွန်တော်အပြည့်ဆွဲထားပြီးတော့အဝတ်လန်းတာတို့ပါတော့ကျွန်တော်လှုပ်ရတယ်တအိမ်လုံးကတော့တန်ပန်းတွေတခြားဖြည့်ထားပြီးသားပေါ့နော်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဒုတိယအလွှာတက်ကြည့်မယ်လားဒီစီလင်ဆိုရင်တော်တော်လေးမြင့်တယ်ပြီးတော့ရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအလင်းဝင်ကောင်းအောင် ventilation ကောင်းအောင်အပြည့်ပေါ့နော်ဒါကျွန်တော်လိုက်ကဆွဲထားတာတွေ့ရမှာဖြစ်ပါတယ်ဒုတိယအလွှာမှာတော့အိတ်ခမ်းကျယ်နှခမ်းနဲ့ဖျားခမ်းပေါ့နော်တကယ်တော့ master bedroom 3ခမ်းလို့ပြောလို့ရတယ်ဒါပေမဲ့ဖျားခမ်းကိုထည့်တွက်မယ်ဆိုရင်အိတ်ခမ်း4ခမ်းပေါ့ဒီဘက်ချမ်းမှာတော့ဒါအခန်းကျယ်တစ်ခန်းရှိတယ်ဒါပေမဲ့ဒီဘက်မှာအခန်းလွတ်တဲ့အခန်းပေါ့နော်လူမနေတဲ့အခန်းလေးကျွန်တော်ပြပေးမယ်အိမ်ကတော့ဒါ9လပဲနေရသေးရဆိုတာအစ်စ်လို့ပြောလို့ရတယ်လုံးဝအစ်စ်ဒီဘက်မှာလည်းအခန်းသေးတစ်ခန်းရှိတယ်ဒါစတူအနေနဲ့ထားထားတာပေါ့နော်ဆိုတော့ဒီဘက်အခန်းကိုပြပေးမယ်သူကဒုတိယအလွန်မှာလည်းကျွန်းအပြည့်ခင်းထားပြီးတာဒီဟာလည်းကျွန်းပေါ့နော်ဒါကတော့ကျွန်တော်တို့ချင်းလုံးစကားဆိုရင်အောက်မှာလည်းချင်းလုံးစကားတေချာလေးကတ်ထားပြီးတာဒီအရှိဘက်ပေါ်တီကိုကနေပြီးတော့အခုကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲဒါချမ်းသာရွှေပြည်အိမ်ရမှာလုံးဝဟိုဘက်မှာကြည့်လိုက်အိမ်တွေကဟီးနေအောင်ရှယ်ဆောက်နေရပါတော့ဒီဘက်ချမ်းမှာဆိုရင်လည်းအဲ့လိုပေ100ပတ်လေတို့ပေ80ပတ်လေတို့အိမ်အကြီးတွေပဲတောက်လျှောက်ဆောက်နေတာနေတာလည်းကျွန်တော်ရှိပြီးသားဖြစ်တယ်ပေါ့ဒီအခန်းဆိုရင်ဒါရေချူကန်အိမ်ကတွဲပါတဲ့အခန်းပေါ့နော်ဒါသူ့ရေချူကန်အိမ်တာဖြစ်ပါတယ်ရေချူကန်အိမ်တာမှာလည်းဒါကျွန်တော်တို့သူ့ရဲ့ဘူထိုင်တို့ဘာလို့ဆိုရင်ဒါ American standard ပေါ့နော်ပြောမှဆိုရင်တော့ quality ကတော့ share ဖြစ်တယ်လို့ပြောလို့ရတယ်နော်ဆိုတော့ဒီဘက်မှာကျွန်တော်ဖျားခန်းတစ်ခန်းရှိရဖျားခန်းလေးလက်ပြပေးမယ်ဒီခန်းတော့ကျွန်တော်ဒီအိမ်မှာချက်တည်းအရှိဆုံးလို့ပြောလို့ရတယ် easy လေး single bedroom ကိုမှကျွန်တော်ဖျားခန်းယူလိုက်ရပါတော့ဒီအပေါ်မှာစီလင်လက်ဆင်ပြီးတာပြင်မှာတော့ကျွန်တော်တို့ဒီဖျားတောက်တော်ရေတို့လဲတာတို့ဘာလို့သုံးလို့ရတယ်ဒီမှာဆိုကျွန်တော်တန်ပန်းနဲ့အပြည့်ကတ်ထားပြီးတာပေါ့နော်ဒီအိမ်ကတော့ကျွန်တော်တို့ဒီအရှိတကုံချမ်းသာရွှေပြည်မှာရှိရဲဒါမျက်နှာစာကတော့ဒီလိုဆိုရင်39ပေ3.5ပေါ့နော်အနောက်ကတော့ပေ85ပေရှိရဲတော့ဆိုလုံးဝ brand new ဖြစ်တဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့ကွက်ချန်လည်းဖြစ်တယ်ဈေးလည်းတန်တယ်ဒါကြောင့်မလို့ဒီလိုပေါ့ကျွန်တော် house to vlog လုပ်ပြီးတော့ဒါကျွန်တော်အားလုံးပရိသတ်တွေကိုချပြလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်